이게 뭐야? 4만이 뭐야? 4만 명이 본다는 거야? 지금 키자마자 4만 명이 찍었다고. 왜? 오빠 어떻게 저희 부모님이랑 5살도 차이가 안 나세요? 몇 시에요? 지금요? 지금 몇 시지? 40ကျော်မင်းသားတွေထဲမှာလီတာဟူကတော့ Vampire Vibe အပြည့်နဲ့တကယ်ကိုမိုက်တဲ့ဦးပါဗျာအီဒါဟူဆိုတာတောင်ကိုရီးယားရဲ့ထိပ်တန်းမင်းသားတက်လည်းဖြစ်တယ်လို့ပြည်သက်တွေအခိုင်အမာရရှိထားတဲ့ဝိုင်းရဲတယောက်ဆောင်တူလည်းဖြစ်ပါတယ်ခင်ဗျသူဟာအခုအသက်40ကျော်ပြီမဲ့အမြဲတမ်းနှုတ်ပြိုနေတဲ့ Vampire Vessel ကြောင့်ပဲပြည်သက်တွေကြားမှာနာမည်ကြီးပါတယ်ခင်ဗျWhat is your message to the gays? We love the gays! ဂေးတွေကိုဆိုအများကြီးချစ်တဲ့ကက်ဆိုင်က LGBTQ+ community နဲ့ပတ်သက်ရင်တော်တော်လေးကိုပွင့်လင်းပြီး supportive ဖြစ်တဲ့အဖွဲ့လို့ပြောလို့ရပါတယ်ခင်ဗျာအဖွဲ့ဝင်တွေဖြစ်တဲ့လာရာနဲ့ဆိုဖီယာတို့ဆိုရင် interview တွေမှာရော social media တွေမှာပါ LGBTQ+ fan တွေကိုချက်ခင်ကြောင်းနဲ့သူတို့ရဲ့ support အတွက်ကျေးဇူးတင်ကြောင်းခဏထုတ်ဖော်ပြောလို့ရှိပါတယ်ခင်ဗျာmember တွေအကုန်လုံးကနိုင်ငံစုံယဉ်ကျေးမှုစုံကလာကြတာဖြစ်တယ်လို့သူတို့ရဲ့ concept ကလည်းမိမိကိုယ်ကိုယုံကြည်မှုရှိခြင်းနဲ့ကွဲပြားခြားနားမှုတွေကိုလက်ခံခြင်းအပေါ်အခြေခံထားတာကြောင့်အားလုံးနဲ့ပို့ပြီးတော့နှိစက်မှုရှိနေတာပါခင်ဗျာ We love the gays! ခက်ဆိုင်ကလည်း LGBT တွေကိုချစ်တယ်လို့ LGBT တွေကလည်းခက်ဆိုင်ရဲ့တချင်တွေကိုဆိုလုံးဝကိုကြိုက်ကြတာပါဂေးတွေကိုဆိုရင်တော်တော်လေးကိုဖော်ဖော်ရွှေရှိပြီးတော့အလေးထားကြတာပါခင်ဗျကက်ဆိုင်အဖွဲ့ဝင်တွေက generation Z တွေဖြစ်ကြတဲ့အလျောက်လူမှုပတ်ဝန်းကျင်မှာရှိတဲ့ကွဲပြားခြားနားမှုတွေကိုအရန်တန်မိုးထားကြတာကိုတွေ့ရပါတယ်သူတို့ရဲ့ interview တွေမှာဆိုရင်လူတိုင်းဟာကိုယုံကြည်မှုရှိနဲ့ကိုဖြစ်စဉ်တဲ့အတိုင်းနေထိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကိုအများအား support လုပ်လို့ရှိတော့ LGBTQ+ community ကသူတို့ကိုပို့ပြီးတော့ဝိုင်းရံကြတာပါသူတို့ရဲ့တချမ်းတွေဖြစ်တဲ့ Task နဲ့ Garilla တို့ကလည်း pop culture ထဲမှာအင်မတန်ရေပန်းစားပြီးတော့ performance တွေမှာဆိုရင်လည်းအဲ့ဒီ confidence ရှိတဲ့ဘိုင်မျိုးကိုအပြည့်အဝမြင်ရတတ်တာကြောင့်ဒီအဖွဲ့အစည်းတွေကဖန်တွေရဲ့အားပေးမှုကိုအများကြီးရရှိထားတာပဲဖြစ်ပါတယ်ခင်ဗျာK-pop ရဲ့ First Generation Visual Line တွေကတော့ထွက်ချလာပါပြီခင်ဗျာ Towards အဖွဲ့ဝင်ရှင်ညူ Rise အဖွဲ့ကဝန်ပင်နဲ့ Cortex အဖွဲ့ကခွန်တို့ဒီ၃ယောက်က K-media တွေကြားမှာပါအများစုလက်ခံထားကြတဲ့ top 3လို့ပြောလို့ရပါတယ်ခင်ဗျာအခုနောက်ပိုင်း First Generation နဲ့မှာဒီ၃ယောက်ရဲ့ Visual Line က Social Media ပေါ်မှာရော Ban နဲ့ Dispatch လိုမျိုး Korea Media တွေမှာပါအပြောအများဆုံးဖြစ်နေတာပါခင်ဗျာ First Generation မှာတော့ဒီ၃ယောက်ကတကယ့်ကို Visual King တွေလို့ပြောလို့ရပါတယ်ခင်ဗျာတယောက်ချင်းစီမှာလည်းမတူညီတဲ့ဆွဲဆောင်မှု vibe တွေရှိကြပါတယ်ပထမဆုံးအနေနဲ့ 2S အဖွဲ့ဝင်ရှင်ညူသူ့ရဲ့ရုပ်ရည်ကတကယ့်ကို fast love ပုံစံမျိုးလေးပါတက်တန်ပြန့်တဲ့အေဂျင့်နဲ့အသွင်အပြင်ရှိတယ်လို့အရက်အမောင်းကလည်း model တယောက်လိုမျိုးရှည်လျားတာကြောင့်အမြဲတမ်းလူအများကြားမှာထင်ရှားနေတဲ့သူတယောက်ပါခင်ဗျနောက်ထပ်တယောက်ကတော့ Rise အဖွဲ့က Ronbinကတော့ debut ကလေးကသူ့ရဲ့ unique ဖြစ်တဲ့ visual ကြောင့်အရက်နာမည်ကြီးခဲ့တာပါစပင်းအရှင်နဲ့လည်း live ဖက်တယ်လို့သူ့ရဲ့မျက်လုံးတွေကတကယ့်ကိုဆွဲဆောင်မှုအပြည့်ရှိတဲ့သူပါလက်တစင်းတွေကတော့သူ့ကိုစီချင်းနဲ့လှုပ်ထားတယ်လို့မျိုးအပြစ်ပြောစရာမရှိအောင်လှပတယ်လို့တင်စားကြပါတယ်ခင်ဗျနောက်ထပ် visual နဲ့ပတ်သက်ပြီးတော့ပွဲဥထွက်ခဲ့တဲ့နာမည်ကြီးနေတဲ့ Cortex ဖွဲ့ကခွန်တို့ဂွန်တို့ကတော့ပို့ပြီးတော့ classic ဖြစ်တဲ့တန်ရှင်းတက်ရတဲ့ visual ပိုင်ရှင်မှာသူ့ရဲ့မျက်နှာအချိုးအစားကအယမ်းညင်ညာပြီးတော့ယောက်ျားပီတာတဲ့အလှမျိုးလေးရှိတာကြောင့်ပရိသတ်တွေကအသေးဆွဲဖြစ်နေရတာပါခင်ဗျဟုတ်ကဲ့ပါဗျK-pop ရဲ့ထုံးစံအတိုင်း visual king သတ်မှတ်ချက်တွေကတယောက်နဲ့တယောက်အကြိုက်ချင်းတော့အနှဲငယ်ဝဲပြားနိုင်ပေမဲ့ဒီရှင်းဝန်ဆိုတဲ့ line ကတော့လက်ရှိမှာ popularity အတက်ဆုံးနဲ့ star နဲ့အဖြစ်ဆုံးလို့အတိမတ်ပြုခံထားရတာပဲဖြစ်ပါတယ်ခင်ဗျာရှင်ညူဝန်ပင်နဲ့ခွန်တို့၃ယောက်က First Generation ရဲ့ The Face of the Generation လို့တောင်မှာပဲတင်စားလို့ရတဲ့အထိထိပ်တန်း visual ပိုင်ရှင်တွေဖြစ်နေတာကအမှန်ပါပဲခင်ဗျာ